ရခင်လေးချိန်နဲ့ तू ကတစ်ချက်သားကိုချီးပေးထားတယ်ဆိုရင်ယခု तू က B က A ကိုပြန်ဆက်မဲ့အခါမှာတစ်ချက်သားပဲဆက်ရမှာမဟုတ်ဘဲနဲ့တစ်ချက်သားနဲ့2ရွေးကျော်ဆက်ရမှာဖြစ်ပါတယ်အကယ်၍30သားဝယ်ချီးပေးထားတဲ့လူဆိုလို့ရှိရင်30သားနဲ့2ပဲ9ရွေးကျော်ဆက်ရမှာဖြစ်ပါတယ်မင်္ဂလာပါထာဝရဝိစိန်ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ပြောချင်တာလေးတစ်ခုရှိပါတယ်မြမရွှေအလေးချိန်တစ်ချက်သားသတ်မှတ်ချက်ရခင်16.636ကနေယခု16.32ကိုပြောင်းလဲသတ်မှတ်လိုက်တယ်ဆိုတာအားလုံးသိကြပြီဖြစ်ပါပါပြောင်းလဲသတ်မှတ်လိုက်ခြင်းရဲ့အပေါ်မှာရခင်တစ်ချက်သားက16.636 gram ရှိတယ်။အဲ့ဒါအခုက16.329 gram ရှိတဲ့အခါကျတော့သူ့ကိုပြန်တွက်မယ်ဆိုလို့ရှိရင်အစား16.329တစ်ချက်သားထွက်လာတယ်အမြောက်16ပဲမပါဘူးအမြောက်8တစ်ချက်2.1ခွန်၍ဖြစ်မှာပါ။ရခင်16.636 gram ကနေတစ်ချက်သားဝယ်ထားတဲ့လူကယခုတစ်ချက်သား16.329 gram မှာတစ်ချက်နဲ့2.1ခွန်၍ဖြစ်မှာပါ။အကယ်၍30သားကိုဝယ်ထားတယ်ဆိုလို့ရှိရင်30သားဒီ16.636အမြောက်30သားဒီ166.36 gram ဖြစ်တယ်အဲ့ဒါကိုယခုပြောင်းလဲသတ်မှတ်လိုက်တဲ့ gram ကအစား16.329အနှုတ်30အမြောက်16နှစ်ပဲအနှုတ်2အမြောက်8 30နှစ်ပဲနဲ့9.9ရွေးဖြစ်မှာပါပြောင်းလဲသတ်မှတ်လိုက်တဲ့ gram ပေါ်မှာမူတည်ပြီးတော့တွက်မယ်ဆိုရင်တစ်ချက်သားကို2ရွေးပိုရ2ရွေးကျော်ပိုရမှာဖြစ်ပြီးတော့30သားကို2ပဲ9ရွေးကျော်ပိုရမှာဖြစ်ပါတယ်ဒီလိုပိုရမယ်ဆိုတာကိုအလုံးနှီးပါသိရှိထားကြတာလည်းဖြစ်တယ်လို့ဝန်ထမ်းလေးတွေကလည်းရှင်းပြတာမျိုးရှိပါတယ်။ဘာလုပ်ငန်းခွင်ထဲမှာဘာတွေ့ရလိုက်လဲဆိုလို့ရှိရင် customer အချို့ပေါ့နော် customer အချို့က A နဲ့ B ထားပါတော့ A နဲ့ B ရဲ့အနေထားမှာ A ဒီရခင်က B ကိုရွှေချေးပေးထားတဲ့သူရခင်လေးချိန်နဲ့ तू ကတစ်ချက်သားကိုချီးပေးထားတယ်ဆိုရင်ယခု तू က B က A ကိုပြန်ဆက်မဲ့အခါမှာတစ်ချက်သားပဲဆက်ရမှာမဟုတ်ဘဲနဲ့တစ်ချက်သားနဲ့2ရွေးကျော်ဆက်ရမှာဖြစ်ပါတယ်အကယ်၍30သားဝယ်ချီးပေးထားတဲ့လူဆိုလို့ရှိရင်30သားနဲ့2ပဲ9ရွေးကျော်ဆက်ရမှာဖြစ်ပါတယ်ဒီအချက်ကိုရွှေပြန်ရမယ် A အချို့ကမသိကြပါဘူးမေ့နေတာမျိုးလည်းရှိလိမ့်မယ်သူတစ်ချက်သားချီးပေးတယ်ဆိုတဲ့အနေထားမှာတစ်ချက်သားပြန်ရလိုက်တယ်ဆိုတာကိုသူ့အနေနဲ့ပြီးပြီလို့ထင်ပါတယ်တကယ်တမ်းကတော့ကိုချီးပေးတဲ့တစ်ချက်သားသည်စနစ်ဟောင်းကအလေးချိန်ဖြစ်တဲ့အတွက်2ရွေးကျော်ပိုရရမယ်30သားသည်စနစ်ဟောင်းကအလေးချိန်30သားချီးပေးခဲ့ရင်30သားသည်စနစ်ဟောင်းကအလေးချိန်ဖြစ်တဲ့အတွက်32ပဲ9ရွေးကျော်ပိုရရမှာပါယခုစနစ်အစ်ပြောင်းလိုက်တဲ့အခါမှာချီးတယ်ဆိုရင်တော့တစ်ချက်သားချီးလို့တစ်ချက်သားပေးတာကမှန်ပါတယ်30သားချီးလို့30သားပေးတာမှန်ပါတယ်ရခင်စနစ်ဟောင်းမှာချီးထားတာဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကနေဘယ်လောက်သားမှဘယ်လောက်ပြန်ရမယ်ဆိုတာကိုသိရှိနားလည်ထားဖို့လိုပါတယ်အဲ့ဒါလေးတွေကိုတွေ့ရှိလို့ဘဟုတုတအနေနဲ့တင်ပြရခြင်းဖြစ်ပါတယ်ဒီလိုသတိမထားမိတဲ့အချက်ကလေးတွေကိုတင်ပြလိုက်ရတဲ့အတွက်ကိုယ့်ရဲ့မသိသေးတဲ့တချို့ရဲ့ကိစ္စလေးတွေကိုလည်းမေးချင်တယ်ဆိုလို့ရှိရင်ထောင်ရောင်းဝိစင်ရဲ့ page မှာလာမေးလို့ရတယ်လို့ comment တွေမှာလည်းမေးလို့ရပါတယ်အဲ့လိုမေးထားတဲ့ဟာလေးတွေကိုအလင်းတင်တယ်လို့ပြန်လည်ပြီးတော့ဖြေချပေးမှာဖြစ်ပါတယ်ရွှေချစ်သူမိဘပြည်သူများအပေါင်းလည်းစိတ်ချမ်းသာနေကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ရာအလုံးစင်ပြေချုံးမွေအောင်မြင်ကြပါစေရှင်။